CAS Institute System ဆိုတာကအစအဦးနိုင်ရန် precast မိုးလောင်းခြင်း ring ပေါက်ဖောင်ကိုတခါတည်းမြှုပ်ရည်လောင်းခြင်းကိုဆိုလိုပါတယ်ဒီနေ့မှာကတော့တက်စင်နီတွေကမှနောက်ဆုံးတက်စင်နီဖြစ်တဲ့ CAS Institute System အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် CAS Institute System ဆိုတာကအစအဦးနိုင်ရန် precast မိုးလောင်းခြင်း ring ပေါက်ဖောင်ကိုတခါတည်းမြှုပ်ရည်လောင်းခြင်းကိုဆိုလိုပါတယ်ဒီ system ကိုအသုံးပြုမယ်ဆိုရင်ပထမဆုံးအနေနဲ့ structure wall thickness window typology များနဲ့ opening site များကို designer များနဲ့ coordination ပြုလုပ်ဖို့အတွက်လိုအပ်ပါမယ်။ဘောင်များကို concrete လောင်းထည့်မဲ့မိုးတဲ့နေရာချပြီးချိန်မှာ alignment allocation များကိုတေချာစစ်ဆေးဖို့လည်းလိုအပ်ပါတယ်။ aluminum ဘောင်က concrete လောင်းချိန်တုန်ခါမှုဖြစ်နိုင်တဲ့အတွက်နေရာအရွှေ့အပြောင်းမဖြစ်စေရန်အထူးသတိထားဖို့လိုအပ်ပါတယ်။concrete လောင်းပြီးမိုးမထုတ်ယူချိန်မှာလည်း aluminum ဘောင်ရဲ့ alignment allocation ကိုထပ်မံစစ်ဆေးဖို့အတွက်အကြံပြုရှင်ပါတယ်။အခုတက်စင်နည်းကတော့ mass production ဖြစ်တာကြောင့်အထက်မြင့်အဆောက်အဦများအတွက်ပုံမသင့်တော်ပြီး private resident တွေနဲ့အထက်နှိပ်အဆောက်အဦများမှာတော့အသုံးပြုမှုနည်းပါသေးတယ်။နောက်ထပ် knowledge sharing တစ်ပုဒ်မှာတော့လူကြီးမင်းတို့အိမ်မှာတက်စင်အသုံးပြုမဲ့သတင်းတကားမျိုးစားတွေကိုဘယ်လိုရွေးချယ်ဝယ်ရမလဲဆိုတာပြပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်။